ဇလန်းလေးရဲ့အစမှာအဲရစ်လို့ခေါ်တဲ့တန်ငါသမားတစ်ယောက်နဲ့စတင်ပါတယ်။သူဟာငါဖမ်းပြီးတော့အသက်မွေးဖို့အတွက်သူ့ရဲ့လှေအိုလေးနဲ့ပင်လယ်ပြင်ထဲကိုထွက်နေကြပေါ့။အဲ့ဒီနေ့ကလည်းပုံမှန်နေ့တစ်နေ့လိုပါပဲ။ဒါပေမဲ့မထင်မှတ်ပဲတကယ်ကိုထူးဆန်းတဲ့အရာတွေကစတင်ပြီးတော့ဖြစ်ပျက်လာပါတော့တယ်။မိုးကောင်းကင်ကြီးတစ်ခုလုံးတာယာကြီးလင်းနေတာကိုမိနစ်ပိုင်းအတွင်းမှာပဲမြို့သူတွေတအားပိတ်ပွားလာပြီးတော့ပင်လယ်ပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။မြင်ကွင်းကဘာမှမမြင်ရတော့တဲ့အထိဖြစ်သွားပြီးတော့အဲရစ်ကလည်းလမ်းပြောက်နေမှချက်ချင်းသိလိုက်ရပါတယ်။ဘယ်နားရောက်နေလဲဆိုတာကိုလိုက်ရှာနေတော့မှပဲအဝေးမှာတစ်ခုခုမျောနေတာကိုသတိထားမိလိုက်ပါတယ်။ကြည့်ရတာကတော့စွန့်ပစ်ထားတဲ့တင်မောအိုကြီးတစ်စင်းပေါ့။သူလည်းစိတ်ဝင်တစားနဲ့စိုးရိမ်စိတ်လေးဝင်လာပြီးတော့သူ့လှေကိုအဲ့ဒီတင်မောကြီးဘေးမှာပဲကပ်ပြီးတော့တတိချာချာချီနှောင်လိုက်ပါတယ်။လူများရှိမလားဆိုပြီးတော့တင်မောပေါ်တက်ကြည့်လိုက်တာပေါ့ဒါပေမဲ့တင်မောရဲ့ခြေလန်းလိုက်တာနဲ့တကူလုံးစိတ်ငနေဖြစ်သွားတယ်တင်မောကြီးတစ်ခုလုံးကခြောက်ကပ်ပြီးတော့ဘာတမ်းမှမကြားရပါဘူးလူသူအရေးရောင်လည်းလုံးဝမရှိဘူးတကယ်ကိုတဘာဝမကြတဲ့တိတ်ဆိတ်မှုကြီးပေါ့ပို့ပြီးတော့ထူးဆန်းတာကတင်မောပေါ်ကအခြေအနေတွေကပုံမှန်အတိုင်းပဲရှိနေတာပါစပွဲပေါ်မှာလည်းစားစရာတွေကရှိနေတော့ပကံတွေကလည်းစီးကြောတန့်စင်ပြီးသားအဝတ်အစားတွေကလည်းတည်တည်တက်နေရတကြားရှိနေတယ်ကြည့်ရတာလူတွေကခုနလေးတင်ရှိနေခဲ့ပြီးတော့ရုတ်တရက်ပျောက်သွားသလိုပါပဲအဲရစ်ကလည်းစိတ်ကိုအေးအေးထားပြီးတော့တင်မော့အင်ဂျင်ကိုနှုတ်ကြည့်ပေမဲ့မရပါဘူးအဲ့ဒီမှာစတင်ပြီးတော့လန့်လာပါတယ်ပင်လယ်ကြီးရဲ့အလဲမှာဒီလိုတင်မော့ကြီးအလွတ်တစည်းကိုတွေ့ရတာဟာတော်တော်လေးစိတ်ချောက်ချစရာပါပဲမှန်ပြောင်းထုတ်ပြီးတော့အကူကြီးရမလားလို့ပဝင်းကျင်ကိုလှမ်းကြည့်ပေမဲ့မြူတွေကတအားထူတော့ဘာမှမမြင်ရပါဘူးနောက်ဆုံးမှာတော့control ခန်းထဲကိုသွားပြီးတော့ရေဒီယိုကနေတဆင့်အကူကြီးလှမ်းတောင်းဖို့ကြိုးစားပါတယ်ဒါပေမဲ့အကူကြီးလှမ်းတောင်းပြီးတော့လှေစီပြန်ဖို့ကုန်းဘက်ပေါ်ထွက်လာခဲ့တဲ့အချိန်မှာတော့အဲရစ်တယောက်မျက်နှာဖြူဆုပ်သွားပါတော့တယ်ဘာလို့လဲဆိုတော့ခုနကရင်တေးသေးချာချာခြီထားခဲ့တဲ့သူ့ရဲ့ငါးဖမ်းလှေလေးကလုံးဝပျောက်ချင်းမလားပျောက်ဆုံးသွားလို့ပါအံ့ဩစရာကောင်းတာကပတ်လေရမြူထူတွေကလည်းရုတ်တရက်ကင်းစင်သွားပြီးတော့မိုးကောင်းကင်ကြီးကလည်းချက်ချင်းပြန်ပြီးတော့ကြည်လင်လာတာပါအချိန်ကလည်းမွန်းတဲ့12နာရီတောင်ဖြစ်နေပါပြီအဲရစ်ကဘာဖြစ်လို့ဖြစ်မှန်းနားမလည်နိုင်တော့ပါဘူးမြေပုံတွေကိုကြည့်ပြီးတော့သူဘယ်နားရောက်နေတာလဲလို့ရှာပေမဲ့အင်ဂျင်မပြေနိုင်ရင်တော့ဒီကနေလွတ်ဖို့မလွယ်ဘူးဆိုတာကိုသိလိုက်ပါတယ်ဒါနဲ့ကရိယာတွေကိုလိုက်ရှာပြီးတော့နာရီပေါင်းများစွာစူးစမ်းပြီးပြင်လိုက်ပေမဲ့အင်ဂျင်ကတော့ပြန်နှိုးလို့ရသွားပါတယ်အဲ့ဒါကြောင့်ခဏလေးတော့စိတ်သက်သာရသွားတာပေါ့ဒါပေမဲ့ပြဿနာတွေကမပြီးသွားပါဘူးရေဒီယိုနဲ့အကူကြီးထပ်ခေါ်ပေမဲ့ဘာတန်မှပြန်မလာပါဘူးအဲရစ်ကလည်းပင်ပန်းပြီးတော့ကုန်းဘက်ပေါ်ပြန်ထွက်လာရင်းနဲ့စီးသွားခြင်းတာကြောင့်လူလည်းမရှိတာမို့တင်မောဘေးပေါင်ကိုမှီပြီးသွားတင်မောဘေးပေါင်ကိုမှီပြီးသွားဖို့လုပ်နေတော့မှနောက်ကနေတယောက်ကအတင်းတွန်းချလိုက်တယ်လို့မျိုးခံစားလိုက်ရပါတယ်လဲကြမလို့ဖြစ်ပြီးတော့အသေးအတန်ပြန်တွဲတက်ခဲ့ရပါတယ်အဲ့ဒါနဲ့လန့်လန့်နဲ့ရေချိုးခန်းထဲသွားဖို့လုပ်ပေမဲ့ချင်းကနေဆိုပြီးတော့တကားကအလိုလျောက်ပိတ်သွားပါတယ်လေတိုက်တယ်လို့ထင်ရပေမဲ့တကားကအပြင်ကနေတော့ခတ်ထားတယ်လို့ဖွင့်မရတော့ဘဲနဲ့အဲရစ်တယောက်တုံးလို့ခြောက်ချပြီးတော့ပြာရခတ်သွားပါတယ်အိတ်ထဲကနေထင်းကားပြနဲ့တော့ကလောက်ကိုကလော်ကြည့်ပေမဲ့မရပါဘူးဒီတင်းမောပေါ်မှာလည်းသူတယောက်တည်းမဟုတ်ဘူးဆိုတာသိကြသွားပါပြီတစုံတစ်ခုကသူ့ကိုစောင့်ကြည့်ပြီးတော့ကစားနေတယ်လို့ပါပဲအော်ဟစ်ပြီးတကားဖွင့်ပေးဖို့တောင်းပန်ပေမဲ့တိတ်ဆိတ်မှုပဲပြန်ရလိုက်ပါတယ်ပြီးတော့ရေချိုးခန်းထဲမှာသွေးကွက်တွေကိုမြင်လိုက်ရတော့သွေးပြတ်သွားပါတယ်အဲ့ဒီနောက်မှာကက်ကြီးတစ်လက်နဲ့တကားကိုအတင်းထိုးဖွင့်ဖို့စူးစမ်းနေတော့မှတင်မောကြီးတစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါလာပါတယ်တခုခုအကြီးအကျယ်ဖြစ်တော့မယ်ဆိုတာကိုသိလို့အပေါ်တက်ကိုပြေးတက်ပြီးတော့ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါမှာတော့အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ကုန်တင်တင်မောကြီးတစ်စင်းဟာသူတို့စီကိုတက်တက်ကြီးဥတီလာနေတာကိုတွေ့လိုက်ရပါတယ်ဒီအတိုင်းဆိုလို့ရှိရင်တိုက်မိရင်မလွယ်ဘူးဆိုတာကိုသိလို့အင်ကြီးချုပ်ပြီးတော့အသေးအတန်ဝေရန်ပြပေမဲ့ဟိုဘက်ကမမြင်ရပါဘူးနောက်ဆုံးမှာတော့လှမ်းမြင်ရတဲ့ကျိုးရှည်တစ်ချောင်းကိုရေထဲပစ်ချပြီးတော့တင်မောအရှိန်လျှော့ဖို့စူးစမ်းပေမဲ့ပိုဆိုးသွားခဲ့ပါတယ်အဲ့ဒီကျိုးကတင်မောပန်ကဒလက်တွေနဲ့ညှိပြီးတော့အရှိန်နဲ့ဆွဲခေါ်သွားကအဲရီရဲ့လက်ဘင်းကိုလာပတ်မိပြီးတော့အသက်ရှူကျပ်ပါတော့တယ်တေကန်ဒီစက္ကန့်ပိုင်းအလိုမှာပဲကရိယာတစ်ခုနဲ့ကျိုးကိုဖြတ်နိုင်ခဲ့လို့တီတီလေးအသက်ပေးရလွတ်သွားခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲကုန်တင်တင်မောကြီးကသူတို့တင်မောကိုပြင်းပြင်းထန်ထန်ဝင်တိုက်ပါတယ်။အဲရစ်တတိပြန်ရလာတဲ့အခါမှာတော့ထူးထူးဆန်းဆန်းရေချိုးခန်းနဲ့ပြန်ရောက်နေပါတယ်။ပိုပြီးကြောက်ဖို့ကောင်းတာကရေချိုးခန်းထဲမှာရေတွေကပြည့်လာတာပါပဲ။အဲ့ဒီရေတွေကပင်လေရေလိုမငန်ဘဲနဲ့တောက်ရေလိုကြည်လင်နေတာပါ။ကြည့်ရတာတစုံတစ်ယောက်ကသူ့ကိုစိတ်ပိုင်းဆိုင်ရာနှိပ်စက်နေတယ်လို့ပါပဲ။အဲရစ်ကအားအင်ကုန်ခန်းပြီးတော့ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုလှုပ်ပေးပါလို့အော်ဟစ်တောင်းပန်ပေးမဲ့ဘာမှမထူးလာပါဘူး။ဗိုက်ဆာဆာရေငန်းငန်းနဲ့ရေချိုးခန်းထဲမှာပဲအသက်ဆက်ဖို့ကြိုးစားရင်းနဲ့ရှာဝါရဲရကြံတဲ့ရေအနှင်းငယ်ကို
ကိုတောက်လိုက်ရပါတယ်အဲ့ဒီရေကုန်သွားလို့စင်ကာရဲကရေကိုတောက်ကြည့်တဲ့အခါမှာတော့အရသာကငန်းစိမ့်စိမ့်ဖြစ်နေပါတယ်အဲ့ဒီမှာရင်သူတိလိုက်ရပါပြီပင်လယ်ရေတွေတင်မောတဲ့ယိုစိမ့်ဝင်နေပြီးတော့တင်မောကြီးနစ်တော့မယ်ဆိုတာပါပဲအပြင်ကနေပိတ်ထားတဲ့တကားကိုအသေးအတန်ထူရိုက်ပင်မဲ့မပွင့်လာပါဘူးညရောက်လာတော့ရေကပိုတက်လာပြီးတော့အဲရစ်ကလည်းမောပန်းလုံးလုံးတတိလစ်သွားပါတယ်ညဘက်မှာမှုန်တိုင်းအပြင်းထန်ကြလို့ရေလိုင်းတန်ကြောင့်တင်မောကြီးလှုပ်ခါပြီးတော့အဲရစ်ခမဒဏ်ရာတွေထက်ရပြန်နေမိုးလင်းလို့နိုးလာတော့ရေကနှာခေါင်းသားထိရောက်နေပါပြီမိနစ်ပိုင်းအတွင်းနစ်တော့မဲ့အချိန်မှာပဲထူးဆန်းတဲ့ကလစ်ဆိုတဲ့အတန်ကြီးကိုကြားရပြီးတော့တကားလက်ကင်ကိုလှည့်လိုက်တော့တကားကပွင့်သွားပါတယ်ရေဖိအားကြောင့်အတင်းပွင့်ထွက်သွားပြီးတော့အဲရစ်ကိုအပြင်ဘက်ကိုဝုန်းကနေတွန်းထုတ်လိုက်တာကြောင့်ကုန်းပတ်ပေါ်အမြဲပြေးတက်ပြီးတော့အသက်ဝဝရှူလိုက်တာပေါ့အဲရစ်ကလည်းဒီတင်မောကြီးကတော့အောက်လန်းကြီးတစ်ခုခုနဲ့ပြူစားခံထားရတယ်ဆိုတာသိကြသွားပါပြီစိတ်ရောကိုယ်ပါလူဟာချိန်မွနေပြီလေတင်မောကလည်းနစ်တော့မယ်ထင်လို့တင်မောဘော်ကလေအိတ်တွေရဲ့ပြုတ်ထွက်သွားတဲ့ရေချိုးကန်တကားချက်ရဲ့ကိုကျိုးနဲ့တွဲချီပြီးတော့ဖောင်သေးလေးတစ်ခုလှုပ်လိုက်တယ်ပြီးတော့စားစရာတောက်စရာနဲ့ကရိယာတချို့ကိုတင်ပြီးတော့အဲ့ဒီချိန်စာတက်နေတဲ့တင်မောကြီးကနေလှော်ခတ်ထွက်ပြေးခဲ့တယ်ဒါပေမဲ့နာရီပေါင်းများစွာလှော်ခတ်ပြီးတဲ့နောက်မှာလှည့်ကြည့်လိုက်တော့တင်မောကြီးကသူ့အနားမှာရှိနေတော့မှပဲဝေးမသွားပါဘူးပို့ပြီးတော့စမ်းကြည့်တာကစောစောကနှစ်တော့မဲ့တင်မောကြီးကပင်လယ်ပြင်မှာငြိမ်သက်စွာနဲ့ပေါ်နေတော့မှပဲအဲရစ်ကလည်းစဉ်းစားမရဖြစ်နေပြီးတော့တင်မောကမနစ်ဘူးဆိုလို့ရှိရင်ငါပြန်ပြင်ပြီးတော့မောင်းရင်ရနိုင်မလားဆိုပြီးတော့စွန့်စွန့်စားစားနဲ့တင်မောပေါ်ပြန်တက်ခဲ့ပါတယ်။ယိုစိတ်နေတဲ့နေရာတွေကိုဖာထေးပြီးတော့ပိုက်တွေနဲ့ရေတွေကိုအပြင်ဘက်ရောက်အောင်ပြန်ပြီးတော့စုပ်ထုတ်လိုက်တာနာရီအနည်းငယ်တွင်မှာပဲတင်မောကြီးကပြန်လဲခြောက်သွေ့သွားပါတယ်။အင်ဂျင်ပြန်နှိုးပြီးတော့မောင်းဖို့လုပ်ပေမဲ့တင်မောကတလက်မမရွေပါဘူး။ပင်လေကြီးကတင်မောအသေးသက်ကတ်ထားသလိုပါပဲ။မျောလင်းချက်မဲ့နေတော့မှအဝေးကတခြားတင်မောတစ်စင်းကိုလှမ်းမြင်လိုက်ရတယ်။ဒါပေမဲ့သူ့ဖောင်လေးနဲ့အဲ့ဒီတင်မောစီလှော်သွားပေမဲ့အဲ့ဒီတင်မောကြီးကသူ့စီကိုတဲ့တဲ့ကြီးအချိန်ပြင်းပြင်းနဲ့မောင်းလာပြန်နေတိုက်မိကန်ဒီစက္ကန့်ပိုင်းအလိုမှာပဲရေထဲခုန်ချပြီးတော့အဝေးမှာမျောနေတဲ့လှေအသေးလေးစီကိုကုခတ်သွားပေမဲ့အဲ့ဒီလှေလေးကလည်းမျက်စိရှိမှဝုံကနေပျောက်ကွယ်သွားပြန်နေရေကလည်းခဲမတက်အိဆက်နေပြီးတော့အားအင်တွေကုန်ခန်းလာလို့နောက်ဆုံးရေးချေစရာမရှိတော့ပဲစိန်စာတက်နေတဲ့တင်မောကြီးပေါ်ပဲပြန်တက်ခဲ့ရတယ်။စောင်းချုံပြီးတော့အခန်းတစ်ခန်းထဲမှာပဲအိပ်ပျော်သွားတယ်။မနက်နိုးလာတော့တကားကပြန်ပိတ်သွားပြန်နေလေထွက်ပေါက်ရှာရင်းနဲ့ဗီဒီယိုအိုလေးတစ်ခုရဲ့အပေါ်မှာလေဝင်လေထွက်ပေါက်တစ်ခုတွေ့တာနဲ့အတင်းတိုးဝင်ပြီးတော့တက်ခဲ့ရတယ်။နေရာချင်းချင်းလေးမို့ခဏခဏပြုတ်ကျပြီးတော့ဒဏ်ရာတွေအများကြီးရခဲ့ပေမဲ့မလျော့ရန်စူးစမ်းပြီးတော့အပေါ်ကပြတင်းပေါက်ကိုတိုးမိမဲ့အပြင်ကပိတ်ထားသလိုမပွင့်ခဲ့ပါဘူး။လေကလည်းကုန်ကန်ဒီမှာပဲကလစ်ဆိုတဲ့အတန်နဲ့အတူပွင့်သွားပြီးတော့အပြင်ကိုယုံထွက်နိုင်ခဲ့ပါတယ်။အပြင်ရောက်တော့အသက်ဝဝရှူပြီးကြည့်လိုက်တဲ့အခါမှာတင်မောကြီးကကျွန်းပြက်တစ်ခုနာကိုကတ်နေတာကိုတွေ့ရပါတယ်။မျောလင်းချက်နဲ့ကျွန်းမော်ခုံချပြီးတော့အားလုံးကိုလိုက်ရှာပေမဲ့လူသူအရေးရောင်လုံးဝမရှိပါဘူး။လှည့်ပြန်လာတဲ့အချိန်မှာတော့ဟိုတင်မောကြီးကတခြားသားကောင်ကိုရှာဖို့အတွက်ထွက်ခွာသွားတာကိုမြင်လိုက်ရပါတယ်။အဲရစ်ကလည်းကျွန်းရဲ့အမြင့်ဆုံးနေရာကိုတက်ပြီးတော့အဝေးကတခြားကျွန်းကိုလှမ်းကြည့်ရင်းနဲ့ပတ်လျှောက်မိတဲ့အခါမှာတော့အသက်ရှူမအောင်တုန်လှုပ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူရောက်နေတဲ့နေရာကအရာအလုံးစတင်ခဲ့တဲ့နေရာဖြစ်လို့ပါပဲ။အဲ့ဒီစိတ်ကမ်းမှာတော့ပုံမှန်အတိုင်းပဲချီနှောင်ထားတဲ့သူ့ရဲ့လှေလေးကိုတွေ့ရတယ်။ပတ်ဝန်းကျင်ကလူတွေကလည်းဘာမှမဖြစ်သလိုပဲအလုပ်လုပ်နေကြပါတယ်။အဲရီတယောက်ကြောင့်အမ်းပြီးတော့ရက်နေတုန်းမှပဲသူကြုံခဲ့ရတဲ့တရေချောက်တဲ့တင်မောကြီးတေလူမျိုးပါဖြစ်နေခဲ့ရတာတွေကအိမ်မက်လားထင်အောင်ထင်မှဖြစ်နေတာလားဆိုတာပါပဲ။ဒါပေမဲ့သူခန္ဓာကိုယ်ကထန်ရတွေနဲ့ပင်မနှမ်းတဲ့မှုတွေကတော့ဒါဟာအစစ်မှန်ဆိုတာကိုသက်သေပြနေပါတယ်။နောက်ဆုံးမိကွန်းတစ်ခုပဲကျန်မာတော့တယ်။သူ့လေကဒီနေရာကိုဘလို့ပြန်ရောက်လာတာလဲပြီးတော့အဲ့ဒီစမ်းကြဲတဲ့တင်မောကြီးရဲ့နောက်ွယ်ကတကယ်လှုပ်ဝက်ချက်ကကောဘာလဲဆိုတာပါပဲ။ Thanks for watching CapCap by Lina. If you enjoyed the video, please like and comment below. And don't forget to subscribe and hit the bell icon for more updates.